အားလုံးမင်္ဂလာပါလူငယ် lab ရဲ့လူငယ် podcast ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ episode ကတော့ကြိုးစားခြင်းနဲ့စိတ်ထက်သန်တဲ့တခုခုကိုအောင်မြင်အောင်လုပ်ချင်နေပေမဲ့လည်းဘယ်ကနေဘလို့စရမလဲမသိတဲ့လမ်းပြောင်းနေတဲ့လူငယ်တွေအတွက်ရည်ရွယ်ပါတယ်ကဲဒီနေ့ရဲ့ episode ကတော့ Nico နဲ့ Grace တို့အတူတူဆွေးနွေးပြီးသွားမှာဖြစ်ပါတယ် Hello Nico Hello Grace မင်္ဂလာပါအားလုံးဆိုတော့ဒီနေ့မှာပေါ့နော် Grace တို့တွေဒီလမ်းပြောင်းနေတယ်လို့ပြောတဲ့အထက်မှာလူငယ်တွေကိုမဟာဖြည့်စင်းအရင်ဆုံးမပေးဘဲနဲ့ယောဂရှာကြတကယ်ယောဂအရင်ဆုံးရှာကြမယ်ပေါ့လေအရင်ဆုံး diagnosis လေးတစ်ချက်လုပ်ကြမယ်ပေါ့လမ်းပြောင်းနေရခြင်းရဲ့အကြောင်းအရင်ပေါ့နော်ဒီလမ်းပြောင်းနေရတဲ့အရင်အမြင့်လို့ပြောတဲ့အခါကျရင်ဒါ Grace ကတော့မြန်မာနိုင်ငံရဲ့လူငယ်တွေကပို့ပြီးတော့မှဆိုးရွားနေတဲ့အခြေအနေရောက်တယ်လို့ Grace ကတော့သုံးသပ်မိတယ်ဒါအခြေအနေတွေကလည်းသိတဲ့အတိုင်းပဲလူငယ်တွေကဘယ်လမ်းကိုသွားရမှာလဲဘာလုပ်ရမှာလဲနိုင်ငံခြားပဲသွားရမှာလားသူတို့ရဲ့တငယ်ချင်းတွေကလည်း pressure တွေပေးနေပြီပေါ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီအခြေအနေတွေကဘာပေးလဲဆိုတော့ရွေးချယ်စရာမရှိတဲ့အခါမှာ survival mode ဆိုတဲ့အဲ့ဒီ survival mode ကို on ထားကြတာပေါ့ဒါ survival mode လို့ပြောတဲ့အခါကျရင်ဒါ example လေးတစ်ခုပေးကြည့်ချင်တယ်ပင်လယ်ကမ်းစက်လေးတစ်ခုရှိတယ်ဒီဘက်မှာပင်လယ်ဒီဘက်မှာကျတော့ကမ်းစက်လေးပေါ့လေဒီတဲလေးတွေရှိတဲ့ဘက်ပေါ့အဲ့ဒီမှာငါးကလေးကရေခွက်လေးထဲမှာဝင်နေတာတော်သေးတာပေါ့ဒီရေခွက်ထဲမှာရေလေးရှိနေလို့ဒီရေခွက်လေးထဲမှာငါးကလေးကရောက်နေလို့မဟုတ်ရင်လည်းသူဘလို့မှ survive မလုပ်နိုင်ဘူး same thing ပဲရွေးစုလူငယ်တွေကလည်းဒါရွေးချယ်စရာမရှိတဲ့အခါမှာတနေ့လုံးတနေ့စားဖို့အတွက်တောင်မှအရန်ခက်ခဲတယ်ပေါ့လေအဲ့တော့ဒီလိုမျိုးလူငယ်တွေကနောက်ထပ်တစ်မျိုးလည်းရှိသေးတယ်မိသားစုတစ်ခုမှာကိုကအကြီးဆုံး eldest child ဆိုလို့ရှိရင် responsibility အားလုံးကကိုယ့်ရဲ့တာဝန်ဖြစ်သွားရောကိုခေါင်းပေါ်ရောက်သွားရောအဲ့လိုမျိုးကြပြန်တော့လေဒါလည်း survival mode ကသူတို့ရွေးချယ်စရာမရှိဘူးသူတို့ကြိုက်တာလည်းမလုပ်နိုင်ဘူးကိုယ့်ရဲ့ passion လေးဖြစ်တဲ့ဟာတွေကိုမေ့ပစ်ပြီးတော့မှငါတကယ် survive ဘာလုပ်ရမလဲဆိုတဲ့ဘက်ကိုပဲသူတို့ရွေးလိုက်ရတယ်ပေါ့လေကဲအဲ့ဒါကတော့ survival mode လေးတစ်ခုပေါ့အခု Grace တို့ဒီငါးကလေးကိုပြန်ပြီးမှသွားမယ်ဆိုလို့ရှင်ဒီငါးကလေးရဲ့ရေခွက်ထဲမှာသူရောက်နေတယ်တော်သေးတယ်ဒါပေမဲ့သူကြကြတော့မခံဘူးဘာလို့ကြကြမခံလို့ Grace ပြောလဲဆိုတော့ရေရခံတော့မယ်ဒီရေခွက်လေးကရေရှိနေသေးပေမဲ့ survive လုပ်နိုင်သေးပေမဲ့အချိန်တစ်ခုရောက်လာတဲ့အခါကျရင်ဒီငါးကလေးလည်းရေခမ်း6မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်မပြေဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီရဲ့မနီးမဝေးမှာပဲခုနကလေး Grace ပြောတဲ့ပင်လယ်ရဲ့ရေရှိတယ်ပင်လယ်ရေကသူ့ရဲ့ဘဝကိုတစ်စစ်ချိုးတော့မှပြောင်းလဲသွားနိုင်တယ်အဲ့တော့ဒီငါးကလေးကသူစဉ်းစားရပြီငါတသက်လုံးဒီအလုပ်မှာပဲလုပ်ရမလားငါတသက်လုံးဒီလိုမျိုးပဲနေမှာလားဆိုပြီးတော့ဒီရေခွက်ထဲမှာငါဘယ်လိုမျိုးဟိုဘက်တစ်ဖက်ကဘယ်လိုလုပ်ရမလဲဆိုပြီးတော့သူခုံရတော့မယ်သူ action တစ်ခုယူရတော့မယ်ပေါ့လေအဲ့တော့အရင်းမြစ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အခြေအနေတွေအရ survival mode ကြောင့်ရေရှည်မှာအဆင်မပြေတော့လမ်းတွေပျောက်ကုန်ကြတယ်ပေါ့အမှဟိုကလေ Grace ပြောရတယ်မှာဟိုငါးကလေးကရေဘွက်ထဲမှာရှိနေရဲ့ဟာလေအဲ့နီကိုဘာပြေးမြင်လဲဆိုတော့နီကိုတို့လူငယ်တွေကလည်း comfort zone ထဲမှာရှိနေတာနဲ့တွားတူတယ်လို့ခံစားရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့လူငယ်များဆိုတော့comfort zone ထဲမှာရှိနေသူတို့ရဲ့ safety net လေးလို့ခံစားရတယ်ကွာအဲ့အတွက်ကြောင့်မလို့ငါအေးစစ်စစ်လေးနေလို့ရတယ်ဆိုပြီးရှိအမှန်တကယ်က comfort zone ကဘယ်လိုလဲဆိုတော့ဥပမာပြောရမယ်ဆိုရင်ပေါ့နော်လူငယ်တွေကဒီအနာဂတ်ကိုလာနေအရှိန်နဲ့လာနေရထားကိုဒီလိုရက်တက်လိုက်တဲ့ trap လို့ပဲညီကတော့မြင်နေပေါ့နော်ဘာလို့လဲဆိုတော့ comfort zone ထဲမှာရှိနေလူငယ်တွေက main စေးစားထားတယ်လို့ခံစားရတယ်ကွာ main စေးစားထားတဲ့အတွက်ကြောင့်မလို့ကိုယ်ကလေးလှုပ်ချင်တယ်ဒီကလေးလှုပ်ချင်တယ်ဆိုပေမဲ့အချိန်ကြီးကအီယောကုန်ပြီးတော့အေးစစ်စစ်နေလို့ရပါသေးရဲ့ငါဒီနေ့မလုပ်ရင်တော့မှနောက်နေ့လုပ်မယ်ပေါ့နော်တချို့တွေကြတော့ဗာလဲဆိုတော့ရက်ကောင်းရက်တာရွေးမယ်ပေါ့ကွယ်ဒီနေ့ကတနေ့လာနေမလို့စနေတနေ့ကတွေမှာလုပ်မယ်ဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်အချိန်တွေကမင်းဒီတိုင်းနေရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့နောက်9နှစ်10နှစ်ရောက်သွားတဲ့အခါကျရင်ဘာဖြစ်လာလဲဆို peer pressure ခံလာရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဥပမာကိုနဲ့ဂိမ်းတူတူစော့နေကြတငယ်ချင်းတယောက်ကနေချက်ချင်းဟာငါနိုင်ငံခြားမှာ master သွားတက်ကြတော့မယ်ဒါမှမဟုတ်လဲ company တစ်ခုမှာအလုပ်ရသွားပြီဒါမျိုးတွေကြုံတွေ့ရတဲ့အခါကျရင်ဘယ်လိုဖြစ်သွားရလဲပေါ့နော်ဟိုကိုယ့်ဘက်ကနေပြောငါတဆင့်နှိမ်သွားတယ်လို့ခံစားရတယ်ကွာအဲ့ဒါကလည်းဟိုဘယ်လိုပြောမလဲတခြားတယောက်ကိုကမကောင်းမြင်လို့စိတ်နဲ့တော့ပြောတာမဟုတ်ပေမဲ့ငါဘယ်နေရာမှာလွဲသွားတာလဲဆိုပြီးခံစားရငါဘယ်နေရာမှာလွဲသွားတာလဲဆိုတော့ဂိမ်းတူတူစော့ကြပါမယ်ဂိမ်းမစော့တဲ့အချိန်မှာမင်းကအချိန်ကိုအီယောနဲ့ကုန်နေပြီမဲ့တခြားတယောက်ကကြတော့ဂိမ်းစော့တာလဲစော့တယ်သူ့ရဲ့တခြားအချိန်မှာ scale တွေဘေးတော့လောက်တာဖြစ်ဖြစ်ဒါမှမဟုတ်တခုခုလမ်းလောက်နေတာဖြစ်ဖြစ်လောက်နေရဲ့ကွာအဲ့ဒါကိုမင်းကအခုကြမှာလာပြီးနောင်နာရနေလို့မရဘူးနောင်နာဆိုတာနောင်မရပါတော့အဲ့မှာနောက်ထပ်လူတစုထပ်ရှိသေးတာဗာလဲဆိုတော့ညီကိုတို့လည်းဖြစ်ခဲ့ပါတယ်သူများတွေလှုပ်တော့တဲ့အချိန်ကျမှငါအခုမှလှုပ်ရင်ရောရပါသေးရဲ့လားအချိန်ကကုန်သွားပြီလားပေါ့နော်အဲ့လိုတွေးနေတဲ့လူတစုလည်းရှိမယ်ပေါ့နော်အဲ့တော့မင်းအခုကြည့်နေတယ်ဆိုတော့လှုပ်လိုက်တော့အခုအချိန်မကုန်သေးဘူးဒါပေမဲ့မင်းက
ငါအချိန်ကုန်ပြီလားစဉ်းစားရင်းနဲ့ depression ထိုင်ဝင်နေတော့မင်းအချိန်ကတကယ်ကုန်သွားပြီပေါ့ကွာဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုတော့ခုခေတ်ကကွာ technology တွေကလည်းတစ်နေ့နဲ့တစ်နေ့ပြောင်းလဲနေတယ်အဲ့အတွက်ကြောင့်မလို့ကိုကအသက်ကြီးလာလေဒီ skill တစ်ခုကိုလမ်းလုပ်ဖို့အတွက် confidence ကမရှိတော့ဘူးပြီးတော့ negative thinking တွေကအများများလာငါဒါကြီးလုံးနိုင်မှာမလားဒါမှမဟုတ်လေတစ်ခုခုကိုလောက်တော့မယ်ဆိုရင် risk တွေကိုအရင်ခေါင်းထဲမှာပေါ်နေတာပေါ့နော်အဲ့တော့ဒီကိုတို့လည်းအခုဆိုရင်လူငယ်တွေကိုဘာလို့ push ကလဲဆိုတော့လူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကတစ်ခုခုလုပ်ပြီဆိုရင်ချကွာငါဒူးတော်တိုင်းလှုပ်ချပလိုက်တော့မယ်ဆိုပြီးတော့ရှိရကွာဘာ risk မှအရင်ဆုံးပြေးမမြင်ဘူးပေါ့နော်ဒါပေမဲ့အသက်ကြီးလာတာနဲ့အမျှတွေးဝေလာတယ်အဲ့အတွက်ကြောင့်မလို့ပေါ့နော်အခု podcast ကိုကြည့်နေတဲ့တငယ်ချင်းတွေအကုန်လုံးလည်းဒီကိုမေးချင်တာပေါ့နော်ဒီ podcast ကိုစကြည့်နေတဲ့အချိန်ကျရင်ငါနောက်9နှစ်10နှစ်မှာငါဒီလိုEO နေရောအောင်နာရနိုင်မလားပေါ့ငါအနာဂတ်မှာပုံဖော်ထားတဲ့လူကဘလို့ပုံစံမျိုးလဲပေါ့နော်ဒါကိုတော့ကိုစပြီးတော့မေးတင်တယ်လို့တော့ဒီကိုထင်ပါတယ်အရင်ကောင်းတယ်ဒီကိုအဲ့ဒီထဲမှာ race အတွက်ထိမိတဲ့အရာလေးတစ်ခုကကြတော့အဲ့ဒီခုနက friend group လေးတွေပေါ့လေဒါလူငယ်တွေဆိုသိမှာပါအားလုံးကgroup like လေးနဲ့နေကြတယ်ကိုဝိုင်းနဲ့ကို circle နဲ့ကိုပေါ့နေကြတဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းကကိုနဲ့နေ့တိုင်းတော့ဂိမ်းစော့နေပါတဲ့နဲ့နေ့တိုင်းသိရမလားဘာမှပဲမလုပ်နေသလိုလိုအဲ့လိုမျိုးကြီးနေပြီမဲ့လေ race ဆိုမသိလိုက်တဲ့အရာပါလဲဆိုတော့သူတို့ကလည်းသူတို့ဘဝနဲ့သူတို့ရှိတယ်ကိုကလည်းကိုယ့်ဘဝနဲ့ကိုဆိုတဲ့ဟာကိုမေးလိုက်တာတကယ်ချင်းဆိုတော့ဘာပဲလုပ်လို့အတူတူလုပ်ရမှာပဲဆိုတဲ့စိတ်ကြီးနဲ့သိရမလားသူတောင်မလုပ်တာငါဘာလုပ်ရမှာလဲဆိုတာလေးလေအဲ့ဒါတွေကအရင် dangerous ဖြစ်တယ်ပေါ့အဲ့တော့သိရမှာကိုဘဝနဲ့ကိုပဲသူတို့ကသူတို့အတွက်သူတို့ focus လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ဟာကိုလိုက်ပြီးတော့မှလည်း blame ဖို့ကလည်းမမှန်နေဘူးအဲ့တော့ဘယ်ကအမှန်တရားလဲပေါ့အမှန်တရားကတော့ကိုလန်ကိုကွာရှောက်ရမယ်ကိုဘဝအတွက်ကွာ responsible ယူရမယ်ပေါ့လေGrace ပြောရတယ်မှာအဲ့လိုတနေ့နေ့မှာတော့ကိုကကိုချက်တော့ပေါ်ကိုရက်တည်ရမယ်ပေါ့နော်အဲ့လိုဟာလေးကိုတော်တော်ကြိုက်တယ်ဘာလို့လဲဆိုတော့အခုညီကိုကိုယ်တိုင်မှာပဲအခုမြန်မာပြည်ကလူငယ်အများစုမှာပေါ့နော်တချို့လူငယ်တွေကဘာလဲဆိုတော့မိဘfinancially ရအဆင်ပြေတဲ့လူငယ်တွေရှိရပေါ့နော်အဲ့လိုလူငယ်တွေကြတော့ကြီးကျယ် comfort zone နဲ့ရောက်နေတယ်လို့ခံစားရတယ်ကွာမိဘကလည်း pressure လုံးဝမရှိဘူးအေးဆေးဆေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ EO နဲ့အဲ့လိုမျိုးလေးဖြစ်သွားကြပါပေါ့နော်အဲ့ဒါကိုညီကိုဘာဥပမာနဲ့ပေးခြင်းလဲဆိုတော့ Elon Musk ပေါ့ငါသာ Elon Musk ရဲ့သားသမီးတယောက်ဖြစ်ခဲ့တယ်ဆိုရင်ကွာ Elon Musk ကမင်းကိုအမွေတွေအများကြီးပေးခဲ့တယ်ပဲထားပါတော့အဲ့အမွေတွေကိုမင်းကဘယ်လို manage လုပ်ရမလဲမသိဘူးဒီအမွေတွေကိုတိုးဝအောင်ငါဘယ်လိုလုပ်ရမလဲမသိပဲねဒီတိုင်းပဲထိုင်စားနေတေးကြရတနေ့နေ့တော့ကုန်ပါပဲဘာလို့လဲဆိုတော့ညီကိုတို့ကလူတွေပဲဆိုတော့စားယုံတောက်ယုံနဲ့မပြီးဘူးသိရမလားဟိုကလေးလိုချင်ဒီကလေးလိုချင်ရှိလာမှာပဲအဲ့လိုမျိုး skills တွေဒါမင်းမှမရှိဘူးဆိုရင်မင်းတနေ့တော့မွဲမှာပဲပေါ့နော်အဲ့ဒါဘာနဲ့သွားတူလဲဆိုညီကိုတို့မိဘတွေအရင်တော့ပြောခဲ့တဲ့ဗလဲဂရေ80တထေးသားအဲ့ဒါနဲ့သွားတူတယ်ပေါ့နော်ဂရေ80တထေးသားသူ့အမေတွေကဟာမင်းတသက်စားမကုန်ပါဘူးလို့ပြောတယ်ဆိုပေမဲ့တနေ့နေမှာမိဘတွေကထွက်သွားတဲ့အချိန်မှာကိုကဒီ real world မှာတယောက်တည်းကြံခဲ့တယ်အဲ့အချိန်ကျရင်ဒီဟာတွေကိုကိုအရင်တော့ပညာမသင်ခဲ့ဘူးဒီဟာတွေကိုဘာမှမသိခဲ့ဘူးဆိုရင်တနေ့နေ့တော့မွဲမှာပဲပေါ့နော်အဲ့တော့လူမှာတဲ့ indicator 3ခုရှိတယ်တဲ့အခုညီကိုတို့အရွယ်ပေါ့နော်ပထမအရွယ်မှာကြတော့တဲ့လိုအပ်တဲ့ energy နဲ့ time ရှိတယ်တဲ့အဲ့ဒါဘဝရဲ့ပေါ့နော်တကယ်လိုအပ်တဲ့ ingredient ပေါ့နော်အဲ့နှစ်ခုကိုတဲ့တေချာအသုံးချပြီးတော့ငွေရှာရမယ်တဲ့အဲ့တော့ငွေဆိုတာကတော့ညီကိုတင်စားပြီးပြောတာပေါ့နော်ဥပမာ maybe ဖြစ်နိုင်တယ် university တခုခုတက်နေတာဖြစ်ဖြစ်ဘွဲယူနေတာဖြစ်ဖြစ်ခုခုလမ်းလုပ်နေတာဖြစ်ဖြစ်ပေါ့နော်ဒါတွေတော့မင်းကလှုပ်ထားတင်တယ်အဲ့တော့ဒုတိယအရွယ်ရောက်လာတဲ့အချိန်မှာမင်းကအချိန်နေစကုန်လာပြီတဲ့ဒါပေမဲ့ energy ကရှိနေသေးတယ်ငွေစရလာပြီပေါ့နော်နောက်ဆုံးတတိယအရွယ်ညီကိုတို့တွေ့တဲ့ဖိုးကြီးတွေဖွားကြီးတွေအရွယ်ရောက်လာကြရင်အချိန်ကအများကြီးရှိနေပြီဒါပေမဲ့သူတို့မှမလုံနိုင်တော့ဘူး energy ကမရှိတော့ဘူးဒါပေမဲ့ငွေရှိလာပြီပေါ့နော်အဲ့တော့မင်းကပထမအရွယ်လူငယ်အနေမှာငွေမရှာထားဘူးဆိုရင်ခုနကငွေရှိလာပြီဆိုတော့ဒုတိယအရွယ်နဲ့တတိယအရွယ်မှာမင်းတိုင်ပတ်ပြီးဒုက္ခအလဲလဲရောက်နေအောင်ပါပဲပေါ့နော်အဲ့တော့အခုလူငယ်တွေဆိုရင်ပထမအရွယ်မှာတည်းကငွေဆိုတဲ့ဟာကိုရှာထားပေါ့နော်ဘာလို့လဲဆိုတော့ဒီငွေကိုငါတို့ကငွေပဲရှာနေရမှာမလားငါတို့အချိန်တွေကလူငယ်တွေဖြစ်တဲ့ဆိုတော့နည်းနည်းလေးတော့ပျော်ခြင်းပါခြင်းနေပေါ့ကွာအဲ့လိုကြီးပျော်ခြင်းပါခြင်းနေတာကိုကန့်တက်ထားတာတော့မဟုတ်ဘူးเนาะပျော်ခြင်းတဲ့အချိန်နဲ့ပြောဒါပေမဲ့ခုနကညီကိုဥပမာပေးတယ်လို့ပေါ့ဂိမ်းစော့နေပေမဲ့တခြားဂိမ်းမစော့တဲ့အချိန်ဒီမှာလဲကိုလှုပ်เสียရှိတာလေးကိုတော့ဆက်ပြီးတော့လှုပ်နေဖို့ကတော့လိုအပ်တယ်ပေါ့နော်အဲ့မှာလေညီကို Elon Musk လို့ပြောတော့ကျမဘာစဉ်းစားလဲဆိုတော့ငါသားပေါ့ငါလက်နဲ့ငါတီးထောင်ထားတဲ့ SpaceX ကြီးကိုဘာမှ management မလုပ်နိုင်နဲ့ငါရဲ့သားပဲဖြစ်ဖြစ်ဘာကြီးပဲနေပေးနိုင်လားဆိုမပေးနိုင်လောက်ဘူးပေါ့ဒါ Grace တာဆိုရင်လေမပေးနိုင်လောက်အဲ့တော့ညီကိုပြောသလိုမျိုးပဲတကယ်
လုပ်မယ်စူးစမ်းရမယ်ဆိုလို့ရှိရင်လေကိုပဲလုပ်ရမှာခုနကတော့လို့မိဘပတ်စံနဲ့ထိုင်သုံးနေတဲ့လူတွေကအမှန်ကြတော့လေ opportunity အရန်များကြတဲ့လူတွေဒါပေမဲ့အဲ့ဒီရဲ့ opportunity ကိုကောင်းကောင်းမသုံးတဲ့သူကြတော့ပြန်တော့လေလူဖြစ်ရှုံးတယ်ကွာသိရမလားအဲ့လောက် opportunity ရှိနေတာ哦ဒါပေမဲ့အဲ့လိုလဲတော့ပြောလို့မရအောင်အဲ့တော့အခုကြည့်နေတဲ့လူငယ်တွေပဲဖြစ်ပေါ့ဟိုဘာပြောပြချင်လဲဆိုတော့တို့တွေကလူငယ်ကနေလူလက်ပိုင်းလူကြီးတွေဖြစ်လာမှာသိရမလားအချိန်ကလူကိုမစအောင်ကျမတို့ကအသက်တွေကြီးလာတော့မှာဘလောက်ပဲကိုယ့်ရဲ့မိဘတွေကမဟုတ်ဘူးတရားပဲလှုပ်လိုက်အမေတို့ကထောက်ပံ့ပေးမယ်အဖေတို့ကထောက်ပံ့ပေးမယ်လို့ပြောနေပြီးမဲ့လေလူတွေကပြောင်းလဲတတ်တယ်ဟုတ်လားမလားကဘာကြီးကပြောင်းလဲနေတယ်အဲ့တော့ကိုယ်တိုင်ကတကယ်စူးစမ်းပြီးတော့မှကြာနိုင်လုံနိုင်လက်ပေါက်ကတ်မှပဲသိရမလားအမေတို့ကလေတစ်ချိန်ကျရင်ပြောလာလိမ့်မယ်ဟာနင်အသက်တောင်ကြီးနေပြီနင်25နှစ်တောင်ရှိနေပြီ25နှစ်ဆိုတာနည်းနည်းတောင်များသွားပြီလားမသိဘူးအသက်20ကျော်တာနဲ့နည်းနည်းပြောချင်နေပြီကွာသိရမလားမင်းဒီဟာတောင်ဖြစ်နေပြီသိရမလားတကယ်ချင်းတွေကိုကြည့်လိုက်ရင်ဟိုဟာဖြစ်နေပြီဒီဟာဖြစ်နေပြီပြောခင်ရမှာပဲဒါပေမဲ့အဲ့ဒါလဲတာမန်ပဲပေါ့တာမန်ပဲအဲ့ဒါကိုလည်းနားလည်ပေးရမယ်ဘာလို့ဆိုတော့ပြောင်းလဲတတ်တယ်ကဘာကြီးကပြောင်းလဲနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ reso လမ်းပြောင်းနေတယ်ဆိုလို့ရှိရင်တော့မှဟိုလမ်းစာကိုတော့ reso ရှာမှရမယ်ပေါ့လေကိုဘွားနဲ့ကိုပဲ Grace ပြောသလိုဟုတ်တယ် Grace ဟို Grace ကိုမေးချင်တာပေါ့နော်လမ်းပြောင်းနေပြီလမ်းစာရှာမယ်ဆိုဒီအခုကြည့်နေတဲ့လူငယ်တွေအတွက်ပေါ့နော်လမ်းစာကိုဘယ်လိုမျိုးစပြီးတော့ရှာတင်လဲပေါ့အမှန်တော့လေလမ်းစာရှာတယ်ဆိုတာထက်ခုနကတော့လူငယ်တွေကိုပြောကြည့်မယ်ကွာလူငယ်တချို့အဲ့ဒီ opportunity ရှိတဲ့လူငယ်တွေကကြတော့သူ့စီမှာလမ်းနေရအများကြီးရှိရယ်ဘွဲပဲယူလိုက်မလားဘွဲလုံးယူမလား like masters PhD ယူမလားဒါမှမဟုတ်သူတို့ရဲ့ family business ကိုပဲဦးစီးမလားပေါ့သူတို့စီမှာရွေးချယ်စရာအများရှိတာကိုဟိုတစ်ခုကိုသူတို့ကနည်းနည်းလေးစဉ်းစားပြီးမှရွေးရုံပဲဒါပေမဲ့ Grace တို့တကယ်လမ်းပြောက်ကြောင်ပြောက်တဲ့လူငယ်တွေကကြတော့ဘယ်လိုလဲဆိုတော့ကိုယ့်စီမှာ background လည်းမရှိဘူး supportive ဖြစ်တဲ့မိဘတွေလည်းမရှိဘူးအတိုင်းဝိုင်းလည်းမရှိဘူးပြီးတော့ကိုကမိသားစုထဲမှာကိုယ့်ရဲ့တငယ်ချင်းတွေကြားထဲမှာတကယ်ကိုထိုးဖောက်ပြီးတော့မှအောင်မြင်ချင်တဲ့လူငယ်တယောက်အတွေးခေါ်တွေက mindset တွေကအစတကယ် different ဖြစ်တဲ့လူငယ်တယောက်ကကိုယ့်ရဲ့လမ်းကိုမမြင်ဘူးဆိုလို့ရှိရင်လမ်းကိုဖောက်တတ်ရတယ် same thing if you can't find a way forge the way forge ဆိုဖောက်ရတာပေါ့ make လုပ်ရတာပေါ့လေအဲ့တော့ Grace တို့ညီကိုမေးမယ်ဆိုတော့လမ်းကရှာလို့မတွေ့ရင်ပေါ့လေလမ်းပြောက်ကြောင်ပြောက်ဆိုရင်ကိုယ့်အကိုဖောက်လိုက်အဲ့တော့ခဏနေညီကိုထပ်မင်းနေမှာဆိုလို့ဘယ်လိုဖောက်ကြမလဲပေါ့ဘယ်လိုဖောက်မှာလဲပေါ့ဒီလမ်းကိုကိုယ်တိုင်ဖောက်တာတော့ဟုတ်ပါပြီအဲ့မှာ Grace ကဘာပြောချင်လဲဆိုတော့ away မစဉ်းစားနဲ့သိရမလား away စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ငါဘာလုပ်ရမလဲဆိုတာမသိတော့အဲ့ဒါပို့ဆိုတယ်အဲ့တော့ပြောချင်တာတကယ်ကိုယ်တိုင်အစပြီးမှလမ်းဖောက်တော့မယ်ဆိုလို့ရှိရင်မင်းအခုဘယ်အခြေအနေမှာရှိနေပြီလဲပေါ့အဲ့ဒါဘာလို့ခေါ်လဲဆိုတော့ self awareness ရှိဖို့လိုအပ်တယ် study yourself ပေါ့ the best product in the world is yourself ကိုယ်တိုင်ကိုဘာသာကို self study လုပ်မြင်လားကို study လုပ်မှာပဲကိုဘာဖြစ်ချင်လဲကိုဘာလုပ်ရကြိုက်လဲအဲ့ဒါမျိုးလေးတွေဟွာတိလာမှာပေါ့လေဟိုနီကိုလည်းပြောပါဦးနီကိုလည်းမေးချင်တယ်ပေါ့အဲ့မှာပါတယ်ပြောလိုက်တဲ့တဲမှာအဲ့လိုအရင်မစင်စားနဲ့ကိုရဲ့ဟိုဟာလှုပ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါဘာနဲ့တူလဲဆိုတော့နီကိုတို့လူငယ်တော်တော်များများပေါ့နော်တခုခုကိုလမ်းပြောက်တာတော့တီးသွားပြီလမ်းစားရှာပြီးဆိုအရင်စင်စားပြီး perfectionist ဖြစ်ချင်တာများကြရပေါ့နော်အဲ့လိုကို inspire ယူတဲ့လူတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့လိုအတိုင်းကိုဟာငါဒါမျိုးအတိုင်းဖြစ်ချင်တယ်ပေါ့နော်ဟိုဥပမာထားပါတော့ဟိုလိုမျိုးကိုနဲ့ creator ဆို Mr Beast ပဲထားပါတော့ Mr Beast ပုံစံအတိုင်းဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟာငါသူတုံးတဲ့ပစ္စည်းတွေရမှငါရိုက်မယ်ပေါ့ကွယ်အဲ့လိုမျိုးဟာဆိုရင်မင်းဘယ်တော့မှရမှာမဟုတ်အဲ့လို perfect time ကိုစောင့်နေလို့မရဘူးဒီနေ့မင်းစပြီးတော့လမ်းစရှာမယ်ဆိုဒီနေ့ပဲချက်ချင်းလုပ်လိုက်အဲ့လိုဆို Mr Beast ရဲ့ပထမဆုံးဗီဒီယိုသွားကြည့်ကြပါလုံးဝကွာတာမန်မှာပဲသိရမလားအဲ့တော့ तू ဆိုလဲဒီပထမဗီဒီယိုကနေစပြီးတော့မှတဖြည်းဖြည်းချင်းနဲ့ scale တွေကိုဘေးတက်လောက်ရင်းနဲ့ငါဒါလေးလိုတယ်အဲ့လိုကနေမှ perfect ဖြစ်လာပါเนาะလူငယ်တွေကိုပထမဆုံး step ဖြစ်တာperfectionist ပဲဒါတွေငါဒီလိုမျိုးအတိုင်းဖြစ်မှလုပ်မယ်ဆိုရင်မင်းလုံးဝမဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုပြောချင်တာperfectionist ကနေပြီးတော့ဘယ်ရောက်သွားလဲဆိုတော့ vision board တွေအကြောင်းရောက်သွားတယ်ပေါ့နော် vision board တွေကကိုယ့်အတွက်ပေါ့နော်တော်တော်ဆိုးတဲ့အဲ့လိုပြောမလဲ starting point လို့တော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နီကိုကိုတိုင်းလဲစပြီးတော့motivation မြင့်ပြီးတော့လမ်းစရှာမယ်ဆိုရင်ဟာငါဒါလုပ်ချင်တယ်ဆိုပြီးတော့ vision board ကြီးမှာထိုင်ဆွဲလိုက်တယ်ကွာအချိန်ကို1နာရီ2နာရီကုန်လိုက်တယ်ဒါပေမဲ့တေချာစဉ်းစားကြည့်ပေါ့နော်
vision ပုတ်ကိုကြည့်ပြီးတော့ငါဘာရမှာလဲဘာ scale တိုးတက်သွားလဲဘာမှမတိုးတက်သွားဘာ effective ဖြစ်သွားဘာမှ effective မဖြစ်သွားဘူးပေါ့နော်အဲ့ဒါတစ်ခုရှိရယ်နောက်တစ်ခုကကြတော့ schedule ဆွဲတဲ့လူပေါ့နော်ဘယ်လို schedule တွေဆွဲကြလဲဆိုတော့ငါဒီနေ့တော့ဒါလုပ်မယ်ဒီအချိန်မှာဒါလုပ်မယ်နောက်အချိန်မှာဒါလုပ်မယ်ကိုကအရန်မဖြစ်နိုင်တဲ့ဟာတွေနဲ့ကန့်တက်ထားတာပေါ့နော်အဲ့ဒါကတော့ motivation မြင့်နေတဲ့အချိန်မှာတော့ဒါကြီးကဖြစ်နိုင်တယ်ငါလုံးဝလုပ်နိုင်တယ်ပေါ့ဒါပေမဲ့အဲ့ဒါလေတပတ်တောင်မခံဘူးပေါ့နော်ဒါကျမရဲ့အတွေ့အကြုံနဲ့တကယ်ပြောပြတာပေါ့နော်ဒီ vision board တွေ schedule တွေကတပတ်တောင်မခံဘူးအဲ့အစားဘာလုပ်ကြမလဲဆိုငါဘာလုပ်ချင်တာလဲငါဒီဟာဘာ scale တိုးတက်ချင်တာလဲအဲ့ဒါတွေကိုတေချာလေ့လာပြီးတော့ YouTube video တစ်ခုသွားကြည့်လိုက်တာဖြစ်ဖြစ်အမဟုတ်လေသင်တန်းတစ်ခုချက်ချင်းအပ်လိုက်တာဖြစ်ဖြစ်အဲ့ဒါမှကိုယ် scale တစ်ခုတိုးတက်သွားစေရပေါ့နော်ဒီ Grace ကိုမေးချင်တာကျမတယောက်တည်းပေါ့နော်နီကိုတယောက်တည်းပဲ vision board ကိုအဲ့လိုဖြစ်တာလားပေါ့နော်အကုန်လုံးဒီပါကလည်း vision board ကအရန်ကြီး popular ဖြစ်တယ်တဲ့ပါတော့လေတစ်ချက်တော့ပြောပြပါအောင် of course လူငယ်တိုင်းအိမ်မက်တွေရှိတဲ့လူငယ်တိုင်းကတော့ vision board ဆိုတာလုပ်ဖို့မယ်ထင်တာပဲGrace တုံးကကြတော့ဟိုလိုမျိုးကြီး board ကြီးမဟုတ်ပဲနဲ့ဒါphone wallpaper ပေါ့တင်မလား Pinterest မှာသွားရှာပြီးတော့ဥပမာအနေနဲ့Mercedes Benz ဆိုလို့အိမ်အကြီးတို့ traveling to Europe တို့ပါတို့ကအဲ့လို plane တွေပါအကြီးတွေနဲ့အဲ့လိုကိုယ့်ကိုလှုပ်ပြီးတော့မှဖုန်းရဲ့ wallpaper တွေကိုထားလိုက်တာပေါ့လေအဲ့ဒါကဘာဖြစ်လိုက်လဲဆိုတော့အဲ့လိုမျိုးလှုပ်ပေးလိုက်တာကို Grace ကပျော်တယ်သိရမလားအော်မသိရင်ငါတကယ်ကြီးပဲကားကြီးပဲပိုင်ရသလိုလိုအိမ်ကြီးပဲစောက်ပြီးသလိုလိုဟိုပါပေါ့ dopamine effect တစ်ခုရသွားတယ်ပေါ့အဲ့ဒါပဲရှိရအဲ့ဒါ dangerous ဖြစ်တယ်တကယ် vision board ကမှန်အောင် vision board လုပ်ဖို့အတွက်တည်းလိုအပ်တာပေါ့အဲ့တော့မှန်တဲ့နီလန်တကယ်ကိုကလုပ်ချင်တယ်ဆိုလို့ရှင်ခုနကနီကိုရဲ့ schedule အဲ့လိုမျိုးကြီးပျောက်တောက်ကြီးတည်ရမလား9နိုင်ကနေ10နိုင်အဲ့လိုအတင်းအကျပ်ကြီးလုပ်တာမဟုတ်ပဲねreality နဲ့ဆန့်စေချင်တယ်တကယ်ကိုညီကိုလည်းပြောရအခုဒီနေ့ငါဘာလုပ်နိုင်လဲပေါ့သိမလား even လူငယ်တွေကျမတို့ရဲ့ video ကြည့်ပြီးဘာလုပ်နိုင်လဲပေါ့နော်ဘာလုပ်နိုင်လဲဆိုတဲ့အထဲမှာအဲ့ဒီအရာမှာခြေလမ်းအစမှာပေါ့လေအဲ့တော့ vision board တွေခုနကတော့ဒီ scheduling ဘာပြီးရင်ဘာလုပ်မယ်အရန်ကိုတင်းကျပ်လိုက်တာကလေပို့ပြီးတော့မှခတ်သွားစေတယ်မင်းစဉ်းစားကြည့်ကွာမင်းကိုယ်တိုင်လမ်းဖောက်ပါမယ်ဆိုမှဆက်လည်းမရှိလူလည်းမရှိဘာမှမရှိတဲ့အထဲမှာဟို highway လမ်းယူသွားကြည့်နေလို့မရအောင်သိရမလားကိုအခုမှတက်ကနေစမှာ3ညကနေစမှာကွာကိုလက်နဲ့ကိုစောင့်နေတဲ့ဟာကို highway လမ်းယူသွားကြည့်ရင်တော့ဘယ်တော့မှဟိုဟာမဖြစ်နိုင်တော့ဘူးကွာအရန်ခက်ခဲသွားပြီမဖြစ်နိုင်ဆိုတော့အရန်ခက်ခဲသွားပြီပေါ့သူ့ရဲ့လမ်းစာမှာတင်အဲ့ဒီမှာ Grace မြင်တာကတော့လူငယ်တွေစဖို့အတွက်တောင်အရန်ခဲရင်းတာခုနကလိုအဲ့လိုမျိုးအကြီးတွေထားလိုက်ပြီးတော့မှလက်တွေ့မှာလုပ်ဖို့အတွက်ခက်တယ်ပေါ့လေအဲ့လိုမျိုးပဲမြင်တာပါဟုတ်တယ်maybe ဒီ vision box ကိုကြည့်တော့မှ effective ဖြစ်တဲ့လူလည်းဖြစ်မှာပေါ့နော်ဒါကတော့ဒီကိုနဲ့ Grace နဲ့နှစ်ယောက်ကတော့ဒီဟာကြီးက effective တိတ်မဖြစ်ဘူးလို့တော့ခံစားရတာပေါ့နော်နောက်တစ်ခုGrace ပြောရတဲ့ထဲမှာပေါ့နော်ဒီလမ်းကစဖောက်တဲ့အခါမှာပေါ့နော်တချို့လူငယ်တွေကြပါလဲဆိုတော့တကယ်လဲလှုပ်ချင်တယ်တကယ်လဲလမ်းဖောက်ချင်တယ်ဒါပေမဲ့သူတို့မှာဘယ်ကနေစဖောက်ကမလဲမသိတာတခုပြီးတော့ငါဘာဖြစ်ချင်လဲဆိုတာမသိတာပေါ့နော်အဲ့ဒါအရန်အရေးကြီးတယ်လို့ထင်တယ်ပြီးတော့လူတွေကကိုတိဖို့ကတော်တော်ကြီးကိုအချိန်ယူရခက်ခဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥပမာတစ်ခုပြောရရင်ဒီကိုပေါ့နော်အရင်တော့မင်းရဲ့ skills ကဘာလဲပေါ့ငါရဲ့ skills ကငါအိတ်တာစားတာအဲ့လိုအမြဲတမ်းဖြစ်ရကွာဘာလို့လဲဆိုတော့တကယ်မေးကြည့်နင့် skills ကိုနင်သိလားဆိုမသိဘူးဒါပေမဲ့အဲ့ဟာတွေကိုဘယ်လိုမျိုးလမ်းတင်ယူလို့ရလဲပေါ့နော်တင်ယူလို့ရလဲဆိုဒီကိုအရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ရတယ်ထင်ပါတယ်ဟိုကိုယ့်ရဲ့ hidden skill ပေါ့နော်ကိုယ့်ရဲ့ hidden skills တွေကိုတခြားသူကကိုယ်အကူအညီလာတောင်းတာပေါ့နော်နီကိုဆိုလို့ရှိရင်တော့ဒီတငယ်ချင်းတွေကနေပြီး business တစ်ခုခုစကျင်နေဆိုငါဘယ်လိုလုပ်တင်လဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဒါမျိုးအကူအညီလာတောင်းပေးလိုက်တယ်ပေါ့နော်အဲ့ဟာနေမှတစ်စကို skills တွေကိုသိနိုင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးလမ်းစရှာပြီးတော့ကိုဘာလုပ်ချင်မှလည်းမသိရင်အဲ့လိုမျိုးကိုယ့်ရဲ့ skills တွေကိုအရင်လေ့လာကြည့်ပေါ့နော်ပြီးတော့နီကိုတိုင်လည်းဘယ်လိုပြောရမလဲစပြီးတော့လမ်းစရှာတဲ့အခါမှာတော်တော်လမ်းပြောက်ခဲ့ပြီပေါ့နော်လမ်းစရှာနေရင်းနဲ့ကိုလမ်းပြောက်နေတာကွာဟိုငါဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲတေချာမသိတော့ depression ကအလုံးလိုက်ဝင်ရောအဲ့တော့အရင်ဆုံးမင်းစဉ်းစားရမှာ2ခုရှိရပေါ့နော်ပထမတစ်ခုကငါအနာဂတ်မှာဘလို့ပုံစံပုံဖော်ထားလဲပေါ့နော်ကိုတွေးထားတဲ့ပုံစံကိုအရင်စဉ်းစားလိုက်နောက်တစ်ခုကကြတော့မင်းလုံးဝမလုပ်ချင်တဲ့အရာတွေကိုစဉ်းစားမင်းလုံးဝမလုပ်ချင်တဲ့အရာတွေကိုခေါင်းထဲကထုတ်လိုက်တော့နောက်တစ်ခုမင်းတကယ်ဖြစ်ချင်တယ်အနာဂတ်မှာပုံဖော်ထားတာ maybe အများကြီးရှိနိုင်တယ်ကွာကိုကြိုက်တဲ့အဆိုတော်တယောက်ရဲ့ပုံစံငါ K-pop idol ဖြစ်ချင်တယ်ဒါမျိုးတွေရှိနိုင်တယ်နောက်တစ်ခု reality ကြတဲ့ဟာတစ်ခုစဉ်းစားပေါ့နော်နီကိုဆိုလို့ရှိရင်တော့ငါ corporate job မလုပ်ချင်ဘူးငါ business owner တယောက်ဖြစ်ချင်တယ်
okay business owner ဖြစ်ချင်တယ်ဆိုရင်မင်းစဉ်းစားရမှာ business owner တွေကအများကြီးရှိတယ်physical product ထုတ်ချင်တာလား digital product ထုတ်ချင်တာလားဒါမှမဟုတ် online shop ရောင်းပါလားဒါမှမဟုတ်ရင် online ကနေပတ်စံရှာမှာလားဒါမျိုးတွေစဉ်းစားရမယ်အထက်ကမှာ okay ငါကတော့ digital product ထုတ်ချင်တယ် okay digital product ထုတ်ချင်တယ်ဆိုရင်ကို့မှာစမှတ်ရပါတယ် business owner ဖြစ်ချင်တယ် digital product ထုတ်ချင်တယ်အမှဘယ်လိုရှိလဲဆိုတော့အဟာကိုတေချာစဉ်းစားပေါ့နော်ငါဒါကို long term သွားနိုင်လားငါလုံနေနေဘန်းနောက်ဖြစ်နိုင်လားပေါ့နော်ဒါကတော့တေချာစဉ်းစားတဲ့အရာပေါ့နော်လုံးဝငါဒီဟာကိုတကယ်လုံနိုင်နေဆိုရင်တော့ချလိုက်တော့ဒီ case ငါတိုးတက်ချင်နေဆိုရင်ဒီကိုလောက်ခဲ့တာတော့အခုကလည်း AI ခေတ်ဆိုတော့ကွာ ChatGPT တို့ Gemini တို့ Cloud တို့ကသိရမလားဟို free အမြဲတမ်းရနေတာဆိုတော့အဲ့အနေမှာညီကိုကတော့ tips တစ်ခုအနေနဲ့ပြောရရင် ChatGPT ကိုတွားလိုက်တယ်အဲ့တော့ thread တစ်ခုဖွင့်ပြီးတော့ညီကိုက business owner ဖြစ်ချင်တဲ့အတွက်ကြောင့်မလို့သူ့ position နေပေးလိုက်တယ်ပေါ့နော် you are a business advisor ပေါ့ကွယ်အဲ့လိုပေးလိုက်ပြီးတော့ငါကတော့ဒီပုံစံမျိုးတွားချင်တယ်ငါဒီ product မျိုးထုတ်ချင်တယ်အဲ့တော့ငါ bas case တွေလေ့လာတင်တယ်အဲ့ဒါဆိုရင် तू အများကြီးထုတ်ပေးလိုက်မယ်အဲ့ဒါဆိုရင်ကိုကဘယ်ကနေစရမယ်သိသွားပြီကွာ S case တွေကိုမင်းအခု social media ခေတ်ဆိုတော့ YouTube video တွေကြည့်လို့ရတယ် TikTok တွေ Facebook တွေအများကြီးပဲကွာအဲ့အနေမှာလေ့လာလို့ရတယ် free တွေဒါမှမဟုတ်ရင်လည်းကိုက self control မလုပ်နိုင်ဘူးဆိုရင်တင်တဲ့အလိုက်အဲ့ဒါအကောင်းဆုံးပဲပေါ့နော်ညီကို personally အရာပြောရမယ်ဆိုတော့တင်တဲ့အဒါအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကိုက motivation ကြောက်သွားရင်မလုပ်ချင်တော့ဘူးဆိုရင်တော့မှတင်တဲ့ဆရာမင်းကိုပြေးလိုက်မယ်ခေါ်သိရမလားအဲ့တော့တင်တဲ့အလိုက်တာအကောင်းဆုံးပဲတင်တဲ့အတဲ့အချိန်အကျိုးကဘာထက်ရလာလဲဆိုတော့တင်တဲ့အလိုက်တဲ့အခါမှာကိုနဲ့တူတဲ့လူတွေကိုနဲ့ vision တူတဲ့လူတွေအများကြီးတွေ့လာလိုက်မယ်အဲ့ချိန်ကျရင် networking ပို့ရလာမယ်ပေါ့နော်သူတို့နဲ့ပြောကြည့်ပေါ့မင်းကဘာလေးကျွန်တော်ကတော့ဒါမျိုးလေးလုပ်ချင်တာအဲ့ဒါနဲ့ discuss လုပ်နေနေမှာကိုယ့်ရဲ့ land ကတဖြည်းဖြည်းနဲ့ပုံဖော်လာလိုက်မယ်ပေါ့နော်အဲ့လိုမျိုးသွားတင်တယ်ပေါ့ညီကိုကတော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ perfectionist ဒီနဲ့ငါဒီ land ကြီးပဲရှောက်မယ်ဒီလိုကြီးပဲသွားမယ်ဆိုလုံးဝမဖြစ်လာအဲ့တော့တဖြည်းဖြည်းချင်းနဲ့ဟို gain နေမှာတော့မှ level တွေတစ်ခုနဲ့တစ်ခုရှိတာပဲအဲ့တော့ level 1မှာကိုကဘယ်လိုတေချာ scale တွေကိုဖြည့်မလဲအဲ့ဒါတွေကိုတေချာလေ့လာပြီးတော့မှအဲ့လိုမျိုးသွားရင်တော့တကယ်ကောင်းတဲ့အနာဂတ်ကိုပုံဖော်ကြည့်လို့ရမယ်လို့တော့ထင်ပါတယ်ညီကိုကတော့လေညီကိုပြောရတဲ့အထက်မှာအများကြီးဆိုတော့နည်းနည်းလေးပြန် rewind လုပ်ရအောင်ပထမတစ်ခုကကြတော့နောက်သိပါပြီပေါ့နော်လူငယ်တွေကကျမတို့ဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ်ဆိုတာတော့သိသွားပြီပေါ့ဒါပေမဲ့လက်တွေ့လုပ်ဖို့ကတော့အရင်ခက်တယ်ပေါ့နောက်9နှစ်မှာဘာလုပ်ရမလဲဆိုတာတွေကလေခက်မှန်းနိုင်တယ်အမှန်တော့ဘာလို့လဲဆိုတော့စဉ်းစားကြည့်မင်းအခုဒီနေ့မှာဒီလိုမျိုးပုံစံဒီလို habit တွေ routine တွေကိုနေ့တိုင်း9နှစ်လောက်လုပ်ကြည့်မင်းဖြစ်ချင်တဲ့လူဖြစ်လာမလားမဖြစ်လာဘူးလားအဖြစ်ရရှင်းရှင်းလေးကွာအဲ့တော့ခုနကညီကိုပြောတော့အဲ့ဒါလေးမှတ်မိနေတာပေါ့လေအခုလူငယ်တွေကတော့တော်တော်များများလဲဟိုတိုးတက်လာကြပါတယ်ဒီ AI kit digital kit ရောက်တဲ့အခါမှာသူတို့ကိုသူတို့ exposure တွေအများကြီးပေးကြတယ်လीเนาะဘယ်လို podcast တွေနားထောင်ကြတယ်နီကိုအတွက်ကကျတော့ဒါတင်တန်းနေပါပြီးသွားတတ်တာ effective ဖြစ်တယ်ပေါ့လေဒါ Grace အတွက်ကကျတော့တင်တန်းတွေကတိတ်အဆင်မပြေဘဲနဲ့ကိုယ့်အကိုစာအုပ်လေးဖတ်လိုက်တာမျိုးခုနကဒီ podcast လေးနားထောင်လိုက်တာမျိုးပို့ပြီးတော့မှအဆင်ပြေတာပေါ့နော်ဟိုအားလုံးကတော့တရားတည်းမဖြစ်နိုင်ဘူးเนาะအားလုံးသူ့ရဲ့ပုံစံနဲ့သူတို့ learn လုပ်နေရမယ်ပေါ့တို့ပေမဲ့လည်းလူငယ်တွေကအဲ့ဒီရဲ့ input တွေအများကြီးရှိနေပေမဲ့တကယ် output တကယ်ဟို reality ဟို input ကြတော့အဆင်မပြေကြအောင်အဲ့ဒါဘာလဲဆိုတော့ညီကိုလည်းပြောသွားတယ် networking ကိုလူငယ်တွေကတားကြောက်ကြတာဥမာအနေနဲ့ရှိန်နာပေါ့သိရမလား networking သွားရင်ဘယ်လိုမျိုးဖြစ်မှာစိုးလို့သူကငါ့ကိုဒီလိုမျိုးထင်မှာစိုးလို့ငါဘာမှလက်ထဲမှာမရှိသေးလို့ပေါ့နော်သိရမလားဘာမှ contribute မပေးနိုင်လို့အဲ့လိုမျိုးပုံစံတွေလည်းအများကြီးရှိလာတယ်ပေါ့လေအဲ့မှာနီကိုကိုလည်းနည်းနည်းလေးဟိုပြောမေးချင်တယ်ပေါ့နီကိုကအဲ့လို networking event နေဟိုတက်ဘူးလားတက်ဘူးတယ်ဆိုရင်လည်း experience တွေဘယ်လိုနေလဲပေါ့ကျွန်မ experience အရာပြောရမယ်ဆို networking ကိုကျွန်မကြောက်တဲ့လူတွေမှာလည်းပါတယ်ပေါ့နော်ခုနကGrace ပြောသွားတယ်လို့ networking အရင်ကြောက်တဲ့ introvert တယောက်ပေါ့နော်စပြီးတော့ networking ကိုသွားတော့မယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာငါသူများတွေကိုဗာပေးနိုင်ပါလဲပေါ့ငါသူများတွေနဲ့ communicate တေချာလေးလုပ်နိုင်ပါမလားစဉ်းစားရပေါ့နော်ဒါပေမဲ့အဲ့ဒါလေဟိုစဉ်းစားပြီးတော့မသွားရင်လေအဲ့ဒါဘယ်တော့မှရောက်လာမှာမဟုတ်ဘူးအဲ့တော့ကိုတိုင်ကတကယ်ငါဒီ business owner ဒါမှမဟုတ်လေငါတကယ်လမ်းကိုဖောက်ချင်နေဆိုရင်တော့ကိုမသွားဘူးတဲ့ဟာတွေလေသွားရတော့မှာပဲကိုတွန်းမှရတော့မှာပဲပေါ့နော်အဲ့တော့သွားကြည့်လိုက်တဲ့အချိန်မှာခုနက Grace ပြောတယ်လို့ပေါ့နော်သူများတွေကပေးတာလည်းရှိတယ်ကိုကပေးရတာလည်းရှိတယ်အ ਨੇ ဆုံးတော့ဘာရလာလဲဆိုငါသွားနိုင်နေဆိုတဲ့ confidence တစ်ခုရလာပြီးတော့
ငါအနည်းဆုံးတော့သူတို့ရှီကနေပြီးတော့ရလာတဲ့ ideas တွေ advice တွေကိုဒီဘက်မှာငါဘလို့အသုံးချရမလဲဆိုပြီးတော့သိလာရပေါ့နော်အဲ့တော့သွားရင်သူများရှီကကြီးပဲဟိုငါဘာရမလဲစဉ်းစားတာဆိုရင်ငါဘာလေးတိုးတက်သွားလဲဆိုပြီးတော့ဟိုသွားတင်တယ်ပေါ့နော်အဲ့ဟာလေးကတော့လိုအပ်မယ်လို့တော့ညီကိုထင်တယ်ပေါ့နော် အခု Grace တို့ပြောလာလိုက်ကြတာဒါအရင်းမြစ်ကနေအခုကတော့ဒါလမ်းဖောက်ဖို့ပေါ့နော်လမ်းဖောက်ရုံပဲမဟုတ်ဘဲနဲ့ဒါ Grace တို့ skill တွေ networking တွေလောက်ကြမယ်ဆိုတဲ့ဟာဘာနဲ့တူလဲဆိုတော့အဲ့လမ်းတစ်ခုကိုတင်မလားအဲ့လိုလက်ကြီးနဲ့တူးပြီးတော့မပြီးသွားဘူးလေအဲ့မှာလမ်းလောက်တဲ့အခါမှာကြောက်ခဲတွေထုံးတွေပါရှိမလဲ concrete တွေပါလိုအပ်တဲ့ဟာတွေလောက်ရအောင်ပါပဲထည့်ရအောင်ပါပဲเนาะအဲ့ဒါကြတော့ဒါ skill set လေးတွေပေါ့ skill set လေးတွေ networking လေးတွေဟိုဟာလောက်ရမယ်ပေါ့ကိုယ့်အကို input ကောအဲ့ဒီရဲ့ action တွေရောယူရမယ်အဓိက real world input ပေါ့လေဒီတိုင်းစောက်ကြီးပုတ်တရားဖတ်ပြီးတော့မှတကယ်လက်တွေ့မှာအသုံးမချနိုင်ရင်လည်းဒါအချိန်ကုန်တာပဲအဖက်တင်တယ်ပေါ့အဲ့တော့ခုနကတော့လူငယ်တွေကလေကြောက်ကြတယ်ဟိုအဲ့မှာဘာ risk တစ်ခုမှတ်မိလဲဆိုတော့ risk မှာမှတ်မိတဲ့ phrase တွေအများကြီးရှိတယ်ပထမတစ်ခုကတော့ဒါမထွက်ရင်မတိုးဘူးဆိုတဲ့ဟာပေါ့သိရမလားကိုကအရှိကိုသွားဖို့ရန်အတွက်ကိုကထွက်ရမယ်မထွက်ဘူးဆိုရင်မတိုးအဲ့ဒီအတိုင်းပဲဒီ event ကိုသွားရင်ကအကျိုးရှိပါမလားပေါ့အချိန်ကုန်ဒီမှာစိုးလို့မသွားတာတော့သိရမလားငါရဲ့ comfort zone ထဲမှာပဲငါနေမယ်သိရမလားဒီလူတွေနဲ့တွေ့စရာမလိုပါဘူးဆိုပြီးမှ solopreneur လားအဲ့လိုမျိုးပုံစံတွေလည်းအများကြီးတွေ့ဘူးတယ်ဒါပေမဲ့ Grace ပြောချင်တာတကယ်ကိုကထိုးဖောက်တော့မယ်အောင်မြင်အောင်တကယ်လုပ်တော့မယ်ဆိုရင်တယောက်တည်းလုပ်နေတာမှန်တယ်ကွာတယောက်တည်းဖောက်နေတာမှန်တယ်ဒါပေမဲ့လည်း at the same time ဘာလို့အပ်လဲဆိုတော့ inspiration တွေလိုအပ်တယ်အဲ့ဒါကြောင့်လေလူတွေကလေ you need to go touch some grass ပေါ့အဲ့လိုလေးပြောကြတာလားမသိဘူးတကယ်Grace ဆိုလို့ရှိရင်အဲ့လိုဥမာအနေနဲ့အမြဲတမ်း computer ရှိမှထိုင်ပြီးတော့မှစာကြီးလုပ်နေတာထပ်ပေါ့နည်းနည်းလေးအပြင်သွားပြီးတော့မှမျက်ခင်းလေးပါလေးသွားထိတာမျိုးတော့เนาะနည်းနည်းအောက်ဆီဂျင်လေးသွားရှူလိုက်တာမျိုးဆိုရင်အဲ့ဒါလဲဒါ inspiration တခုထွက်လာမှာပဲသိရမလားပြောချင်တာကွာအိမ်မှာပဲနေလို့မရဘူး so အဲ့လိုမျိုး event တွေသွားရမယ်အဓိကကတော့ new experience တွေ new people you have to meet new people and get new exposure ပေါ့ exposure တခုရလာပြီဆိုတဲ့အခါမှာမှဒါဘယ်လိုမျိုးလဲဆိုတော့မင်းဆောက်နေတဲ့လမ်းပေါ့မင်းဖောက်နေတဲ့လမ်းပေါ့ဒါလူတစ်ယောက်ရဲ့တွန်းအားဒါမှမဟုတ်အားတစ်ခုထည့်လိုက်တာ ਨੇ အတူတူပဲကွာဖြစ်နိုင်တာအဲ့ဒီလူအဲ့ဒီမင်းသွားလိုက်တဲ့ event ကမင်းကိုတစ်ခု spark ဆိုရဲမီးအယောင်လေးပေါ့နည်းနည်းလေးဟိုမင်းကို spark လေးတော့ပေးမှာပဲပေါ့သိရမလားအဲ့တော့အဲ့ဒီ skill set တွေထဲမှာလဲဒါ networking သွားလိုက်မှပဲအော်ငါမသိခဲ့တဲ့ဟာတွေသိလိုက်ရပါလားဆိုပြီးတော့အဲ့ဒါကြောင့် Grace က networking event นี่သွားတင်တယ်သွားဖို့လဲတကယ်လိုအပ်တယ်လို့ Grace ကမြင်ပါတယ်Grace ပြောရတဲ့မှာပေါ့နော် inspire ယူတဲ့ဟာမျိုးလေးပါတယ်ပေါ့နော်အဲ့တော့ဒီကတော့ဟို Grace ပြောရတဲ့ဟိုလိုမျိုး other way ပေါ့နော်တခြားဟာကို inspiration ဟာကိုစဉ်းစားမိရပါလဲဆိုတော့ညီကိုတို့အခုလူငယ်အများစုကကိုယ့်ရဲ့ inspire ယူရတဲ့လူရဲ့ဘယ်လိုပြောရမလဲ copy paste အဲ့လိုမျိုးလုံးဝတစ်ထပ်သေးပေါ့နော် identity ကြက်တူကျင်တာတွေရှိရပေါ့နော်အဲ့တော့အဲ့ဒါကောင်းလားဆိုတော့ကိုယ့်ဘာသာကိုစဉ်းစားကြည့်ပေါ့နော်ဒါငါဒီလူကြီးနဲ့အကုန်လုံးတူပြီးတော့ဒီလူရဲ့ lifestyle အတိုင်းငါနေနိုင်မလားပေါ့ဥပမာနီကိုဆိုလဲငငယ်တုန်းကရှိရ influencer လုပ်ချင်တယ် influencer လုပ်ချင်တော့သူ့ပုံစံအတိုင်းငါလိုက်လုပ်မယ်ဆိုတော့ဒါမင်းပုံစံမဟုတ်ဘူးကွာသိရမလားမင်းဒီပုံစံနဲ့နေနိုင်မလားဒါမျိုးကိုစဉ်းစားပေါ့နော်အမှဥပမာလေးတစ်ခုရှိရဘာလဲဆိုတော့ Jackie Chan ပေါ့နော်အားလုံးလည်းသိကြမယ်တဲ့Jackie Chan ကတဲ့သူမအောင်မြင်ခင်တုန်းကတဲ့ Bruce Lee ကအရန်အောင်မြင်တယ်တဲ့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ Bruce Lee ကသူဇက်ကားရိုက်နေနေဆုံးသွားတယ်ပေါ့နော်ဆုံးသွားတဲ့အချိန်မှာ director ကဒီဇက်ကားကိုဆက်ဖို့အတွက်ဒုတိယ Bruce Lee ကိုခေါ်တယ်အဲ့ချိန်မှာ Jackie Chan နဲ့တခြားတငယ်ချင်းတွေကပေါ့နော် Bruce Lee စပင်ပုံစံနေလောက်Bruce Lee လိုတိုင်းနေချမယ်ပေါ့ကွယ်အဲ့လိုလောက်ကြငါတို့ကဒုတိယ Bruce Lee ဖြစ်ကမယ်ပေါ့အဲ့တော့တဲ့ Jackie Chan ကလည်းပေါ့နော်အဆက်ကားထဲမှာဒုတိယ Bruce Lee အနေနဲ့ပါတယ်တဲ့အဲ့မှာ Jackie Chan ကရိုက်နေနေဘာစဉ်းစားမိလဲဆိုတော့ငါဒါကြီးကိုငါအဆင်မပြေတော့ငါဒီ career ကိုလုပ်နေနေဘန်းနောက်ဖြစ်လာဒါငါပုံစံမဟုတ်ဘူးပေါ့နော်အဲ့သူ director ကိုသွားပြောရင်ငါဒုတိယ Bruce Lee မဖြစ်ချင်ဘူးပေါ့နော်အဲ့မှာလူငယ်တွေမှတ်ထားပါလဲဆိုငါပထမ Jackie Chan ဖြစ်ချင်တယ်ပေါ့နော်ငါပထမ Jackie Chan ဖြစ်ချင်တယ်အဲ့ဒါနဲ့ director မင်းကဘယ်လိုဖြစ်ပြီးပထမ Jackie Chan ဖြစ်မှာလဲပေါ့နော်အဲ့တော့သူပြောရဲ
Bruce Lee ကတဲ့ God ဆိုရင်ငါလူပေါ့နော် Bruce Lee ကသူ့ကိုတခြားလူတွေကရိုက်ရင်သူကမနာဘူးဒါပေမဲ့ငါလူဖြစ်တဲ့အတွက်ကြောင့်ငါနာတယ်အဲ့တော့ငါပုံအတိုင်းငါသွားခြင်းနေပေါ့နော်အဲ့တော့ director ကလည်း risk ယူပါတယ်အေးမင်းပုံစံအတိုင်းသွားမယ်ဆိုလဲရိုက်ကွာချကွာပေါ့နော်အဲ့တော့ Jackie Chan ကအခုဆိုရင်သူ့ပုံစံအတိုင်းသွားပြီးတော့အောင်မြင်နေပြီပေါ့နော်နီကိုပြောချင်တာ inspire ယူတာကောင်းတယ်ဒါပေမဲ့ကို့မူလေးလဲဘာထည့်လို့ရမလဲပေါ့နော်ငါဒါကြီးကိုလုံနေငါမူလေးကဘာလေးထည့်လို့ရမလဲဆိုတာကလည်းတော်တော်လိုအပ်တယ်လို့တော့ထင်ပါတယ် wow အဲ့ဒါတော့ authenticity ပေါ့လေခုနကတော့လေကျွန်မပြောရဲ phrase တွေများများ raise ခေါင်းထဲမှာပေါ်လာတာနောက်တစ်ခုကဘာလဲဆိုတော့we need more people like you that's why be you ဆိုတဲ့ဟာဟုတ်မလားလူတွေကအားလုံးကလေ identical ဖြစ်နေကြတဲ့ခေတ်ကြီးကွာဘာလို့လဲဆိုတော့ဒီ digital ခေတ်ရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကသူတို့ရဲ့ highlight ဖြစ်တဲ့ဟာလေးကိုပဲ line ပေါ်မှာတင်နေကျမတို့လူငယ်ဖြစ်တဲ့သူကလည်းကြည်ရင်နဲ့အားကြတယ်သူတို့လိုဖြစ်ချင်တယ်သူတို့လို like ပြီးတော့မှလှုပ်ကြည့်တယ်ဒါပေမဲ့သူတို့လိုလှုပ်ပြန်တော့လဲကိုက burn out တွေဖြစ်လာတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ authentic မဖြစ်လို့ပဲအဲ့တော့ဒီကဘာကြီးမှာအဲ့လို identical ဖြစ်တဲ့ခေတ်ကြီးဒီလမ်းတွေကတူနေတဲ့နှစ်ခွတွေဖြစ်နေတဲ့အချိန်မှာပေါ့မင်းတကယ်အောင်မြင်ချင်တယ်တကယ်ထိုးဖောက်မယ်ဆိုလို့ရှိရင် just be you authentic ဖြစ်ဖို့လိုတယ်အဲ့ဒါရည်နေရသလားလူငယ်တွေကိုလည်းကြည့်နေတဲ့သူတွေလည်းပြောချင်တာဗါလဲဆိုတော့ညီကိုနဲ့ race နဲ့ဆိုရင်ဒီလိုမျိုးpodcast လုပ်မယ်ဒီလိုမျိုး content creator ပေါ့လေစပြီးမှစကားပြောတော့မယ်ဆိုပြီးတော့မှစဉ်းစားတဲ့အခါမှာတော်တော်လေးကိုလေသူများတွေလို nonchalant ပုံစံလောက်ကြည့်ဘူးတဲ့သိရမလားလုံးဝတီနဲ့ပြောဘူးတယ်လောက်ကြည့်တယ်ပေါ့ဒါပေမဲ့မဖြစ်လာဘူးကွာသိရမလားမဖြစ်လာဘူးအဲ့တော့သူတို့nonchalant ဖြစ်တဲ့ influencer တွေကိုလည်းတကယ်လေးစားတယ်ကျမတို့ကြတော့မရအောင်ကျမတို့ကြတော့အရန် chalant ဖြစ်လို့နည်းနည်းလေး short ထားရတာအဲ့လိုမျိုးပေါ့နော်ပြောချင်တာဒါ be authentic ဆိုတဲ့ဟာဘာလို့ authenticity ကအရင်အရေးပါလဲဆိုတော့မင်းက long term ဒီ game မှာ play ရအောင်မှာသိရမလားဒီ long term ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပြောတဲ့အရာတွေကိုယ့်ရဲ့အစိတ်အပိုင်းတွေမပြောက်သွားဖို့လိုအပ်တယ်ဒီ reso လမ်းအကြောင်းပြောနေတဲ့အခါမှာဒီလမ်းကိုစပြီးမှဖောက်နေပြီအခုဆိုရင် reso ပြောလာတာဒါဒုတိယအဆင့်ဆိုတဲ့scale up လုပ်တဲ့ဟာပေါ့နော် scale တွေထည့်မယ်ပေါ့ဒီကြောက်တွေသဲတွေထည့်မယ်ဆိုတဲ့အခါမှာဒါနောက်တစ်ခုကို race ဒါနောက်ဆုံးအနေနဲ့နောက်ဆုံးအဆင့်အနေနဲ့ပေါ့နော်ဒီမဟာဖြည့်စည်းမှာဘာပါလဲဆိုတော့မင်းကဒီလိုမျိုးတွေတော့ဒီအဆင့်အထိကြော်နေပြီသိရမလားစူးစမ်းနေပြီနေ့တိုင်းမှာလဲကိုလှုပ်ရမယ့်ကိစ္စတွေကိုလှုပ်နေပြီဒါပေမဲ့အောင်မြင်ခြင်းတလောက်အောင်မြင်နိုင်တလောက် full potential မဖြစ်လာဘူးပေါ့အဲ့ဘာကြောင့်လဲပေါ့နော်အဲ့ Grace ကလည်းတော်တော်လေးကိုမှစဉ်းစားတယ်အဲ့ဒီအခုလမ်းနဲ့ကိစ္စစဉ်းစားတော့နောက်ဆုံးအဆင့်မှာလမ်းလုံးရင်ဘာလိုအပ်လဲဆိုတော့အဲ့ဒီကြိတ်ကားလိုအပ်တယ်ကြောက်ကြိတ်ကားပေါ့လေအင်္ဂလိပ်လိုဆိုရင်rock grinder လို့ခေါ်ကြမလားမသိအဲ့ဒီ rock grinder လိုအပ်တယ် Grace ရဲ့ဘဝမှာအဲ့တော့လူငယ်တွေမင်းတို့ရဲ့ဘဝမှာပေါ့ဒါ easy going ပဲဖြစ်နေသေးတယ်ဆိုရင်မအောင်မြင်သေးဘူးဆက်ပြီးမှစူးစမ်းလိုက်အောင်တားကြီးတို့နော်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီစူးစမ်းလိုက်အောင်ဘာကိုလိုအပ်နေလဲဆိုတော့ခဏတော့အဲ့ဒီကြောက်ကြိတ်မဲ့ကားကိုလိုအပ်နေတာဥပမာအနေနဲ့အဲ့ဒီရဲ့ metaphor ကိုယ့်ရဲ့မိဘတွေဖြစ်နိုင်တယ်ကိုယ်မယုံကြည်တဲ့မိဘတွေကိုအပြစ်ပြောတဲ့တငယ်ချင်းတွေဘေးနားကနေအရန် noise တွေလုပ်ပေးတဲ့လူတွေကကြောက်ကြိတ်ကဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကြီးမရှိလို့လည်းမရပြန်ဘူးသီလားအဲ့ဒီအရာတွေရှိမှပဲကိုကတကယ်ထူးချွန်ပြီးတော့မှတကယ်ချောမွေ့တဲ့လမ်းဖြစ်လာမှာGrace ကခရစ်ယာန်ဆိုတော့ဒါ Rezo ခရစ်ယာန်တမန်ကျမ်းစာထဲမှာဘာပါလဲဆိုတော့လေဒါကိုကရွှေအစ်စ်ကိုသူစစ်ယူတော့မယ်ဆိုလို့ရှိရင်ရေတွေဘာတွေနဲ့လုပ်လို့မရတကယ်ပူတဲ့မီးနဲ့အဲ့လိုမြိုက်ပေးလိုက်မှာပဲရွှေရစစ်လာတာသိရမလားရွှေကတော့ရွှေပဲကွာမင်းကတော့တော်နေပြီမင်းကရွှေတုံးလေးလို့ပဲဒါပေမဲ့မင်းရဲ့ဘဝမှာအဲ့လိုမစစ်မှန်တဲ့ဒီအရာတွေအမိုက်တွေအများကြီးရှိသေးတယ်ပေါ့အဲ့တော့ခုနကဒီကားကြိတ်တဲ့ကြောက်ကြိတ်တဲ့ကားပြောမယ်ဆိုလို့ရှိရင်လည်း same thing ပဲမင်းရဲ့ကြောက်တွေကတော့အကြီးတွေထဲ့နေပြီမဲ့လေတကယ်ကြိတ်ပြီးတော့မှလမ်းကိုချောဖို့ရန်အတွက်ပေါ့လေအဲ့ဒီအရာတွေလိုအပ်တယ်ပေါ့Grace ပြောရတဲ့ကြောက်ကြိတ်ကားပေါ့နော် rock grinder ကဘာနဲ့တူလဲဆိုခုနကပြော noise တွေနဲ့တူရပေါ့နော်ကိုကဒီလမ်းကိုရွေးပြီးဒီလမ်းကိုရှောက်နေပြီးဆိုရင်လာတော့မှာပေါ့နော်ဒီမြန်မာနိုင်ငံကလူငယ်တွေဆိုလဲ
noise တွေကအများကြီးပဲပေါ့နော်ဟိုဘယ်လိုပြောမလဲ CCTV တော်ကြီးတွေကတစ်မျိုးမိဘတွေရှိမယ်ပြီးတော့တငယ်ချင်းတွေရှိမယ်ပေါ့နော်အမှသူကဘယ်လိုမျိုးတွေရှိလဲဆိုတော့တငယ်ချင်းဆိုရင်လည်းဟာမင်းလမ်းရအဆင်မပြေပါဘူးငါလမ်းပဲလိုက်ခဲ့တော့ဆိုတဲ့တငယ်ချင်းတယောက်ပေါ့နော်အဲ့ဒါဆိုရင်လည်းဘယ်လိုဖြစ်သွားမလဲဆိုတော့ဟိုအပေါင်းအသင်းမင်လို့လိုက်ဝါရနေပြီးတော့ဒါငါမဟုတ်ဘူးဆိုပြီးတော့ပြန်လှည့်လာတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့မိဘတွေပေါ့နော်မိဘတွေထဲမှာ2မျိုးရှိမယ်လို့ညီကိုထင်တယ်ပေါ့နော်ပထမတစ်မျိုးကကျတော့advice တော့မပေးနိုင်ဘူးဒါပေမဲ့ financial ရထောက်ပံ့ပေးမယ်ပေါ့နော်ဒါမျိုးတွေရှိရဲနောက်ထပ်မိဘတစ်ခုကကြာပါလဲဆိုတော့သူကိုယ်တိုင်ကဟိုက business တစ်ခုမိဘတွေကသူတို့ business တစ်ခုထောင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့လက်ငုပ်လက်ရင်စီးပွားတွေကိုသူတို့ရဲ့သားသမီးကိုပေးကျင်တာပေါ့နော်အဲ့ချိန်မှာဘာဖြစ်ကြလဲဆိုတော့လူငယ်တွေဖြစ်လာတာလည်းအများသူတို့လှုပ်ချင်ကြိုင်ကျင်တာတွေရှိမယ်သူတို့ passionate ဖြစ်တာတွေရှိမယ်ပေါ့နော်အဲ့ဟာတွေနဲ့ဒီမိဘစီးပွားရေးတွေကဒီလိုတလန်းစီဖြစ်နေတာပေါ့အဲ့ချိန်ကျရင်ဒီဘယ်လိုပြောမလဲညီတို့ teenager အရွယ်ရောက်လာရင်မိဘတွေနဲ့နည်းနည်းစူညံပူညံလေးတွေရှိလာရဲပေါ့ကွယ်အဲ့တော့ပြောချင်တာအဲ့ချိန်ကျရင်ကိုကလမ်းတော့ရှောက်နေပြီမိဘတွေကဟာမင်းဒါကြီးမလုပ်ပါနဲ့တော့ကွာငါတို့ဟာပဲလာလုပ်လိုက်တော့မင်းကငါမယုံကြည်မင်းပုံစံနဲ့ဖြစ်မှာမဟုတ်ဘူးဒါမျိုးတွေကြုံလာလိုက်မယ်ပေါ့နော်အချိန်ကြရင်ဘာမှဟိုဘယ်လိုပြောမလဲခေါင်းနဲ့ထားမနေနဲ့ပေါ့နော်ကိုလန်းကိုလျှောက်တဲ့လန်းကမှန်နေပြီဆိုရင်ဒီဟာတွေကိုငါ့ကို support မပေးပါလားငါ့ကိုအများအား give up ပဲလုပ်ခိုင်းနေလို့မတွေးဘဲနဲ့ဒီဟာကိုအားအဖြစ်အသုံးချရမှာပေါ့နော်ငါ့ကိုသူတို့မယုံဘူးလားငါ proof ပြမယ်ငါလျှောက်တဲ့လန်းကမှန်နေအဲ့လိုမျိုးအားအဖြစ်အသုံးချနိုင်မယ်ဆိုရင်တော်တော်ဟိုဘယ်လိုပြောမလဲ effective ဖြစ်တယ်လို့တော့ညီကိုခံစားရတယ်ပေါ့နော်ဒါလည်းညီကိုကိုယ်တိုင်ဖြစ်ခဲ့တာဆိုတော့အဲ့လိုမျိုးလောက်ခံရတဲ့လူငယ်တွေအများကြီးရှိမယ်ပေါ့နော်များသောအားဖြင့်လူငယ်တွေကတော့ give up ပေးကြအဲ့လို give up မပေးဘဲနဲ့ဒီဟာကိုအားဖြင့်ပြန်ပြီး convert လုပ်ပြီးတော့ထပ်ကြိုးစားစေချင်တယ်ပေါ့ဟိုပါပေါ့နော်နီကိုပြောတဲ့အထက်မှာဒီအာမိဘတွေပေါ့နော်မိဘနဲ့ကလေးဆက်ဆံရေးကို grace နည်းလေးပြောမယ်မိဘတွေကတော့ဒါသူတို့သားသမီးကောင်းဖို့အတွက်သူတို့စဉ်းစားသူတို့သိတဲ့ဟာနဲ့သူတို့စဉ်းစားပေးတာအဲ့တော့အဲ့ဒီအရာကိုလည်းအပြစ်ပြောဖို့မဟုတ်ဘူးပေါ့လေဒါ grace ကလည်းလူငယ်ပဲဆိုတော့ကြည့်နေသူတွေလည်းပြောချင်တယ်ဗာလဲဆိုတော့မိဘတွေကိုလည်း respect ထားပြီးတော့မှ at the same time နားလည်ပေးရမှာဘာနားလည်ပေးရမှာလဲဆိုတော့အခုဟိုတို့တွေရှောက်မဲ့လမ်းပေါ့နော်မင်းရှောက်မဲ့လမ်းကမင်းရဲ့မိဘတွေရှောက်ဘူးလားမင်းရဲ့တငယ်ချင်းတွေရှောက်ဘူးလားဒါမှမဟုတ်သွားပြီးတော့မှမေးတဲ့သူသွားပြီးမှ inspire ယူတဲ့သူကအဲ့ဒီလမ်းကိုရှောက်ဘူးလားတစ်ချက်ပြန်ပြီးတော့ဆန်းစစ်ကြည့်အကယ်၍ဒီလမ်းကိုဟိုမရှောက်ဘူးဆိုလို့ရှင်သွားပြီးမှမပြောတာသွားတော့မှအာမချောင်တာအရေးကြီးတယ်သွားပြီးမှပြောလိုက်မှပိုဆိုးတာဒီအများကြီးကြုံတွေ့တယ်လေအဲ့ဒီခါကျမှကိုကသွားပြောလို့သူတို့ပြောတာပြန်မခံနိုင်ဘူးဆိုလို့ရှင်ဒါလည်းကိုပဲခံရမှာလေအဲ့တော့ပြောချင်တာအဲ့ဒီ accountability ပေါ့ accountability ဘယ်သူ့ကိုသွားပေးနေလဲကိုယ့်မိဘတွေကိုသွားပြောလို့support မပေးဘူးဆိုလို့ရှိရင်လည်းတခါဒါစကားအများကြီးမပြောနဲ့တော့လက်တွေ့ပဲလှုပ်လိုက်တော့ဟုတ်တယ်မလားတကယ်ကိုကဒီလမ်းကိုဖောက်နေပြီလမ်းကလည်းမြင်စရှိနေပြီဆိုတဲ့အခါမှာလမ်းချောမွေ့ဖို့အတွက်ဟိုလှုပ်ဖို့နောက်ဆုံးအဆင့်မှာပေါ့နော်ဟို give up မလုပ်ဖို့လိုအပ်တယ်အရေးခွန်ထူဖို့လိုအပ်တယ်သိရမလားconsistent ရှိဖို့လိုအပ်တယ်ပေါ့အဲ့ consistency ရှိပြီးတော့အဲ့ဒီကြောက်ကြိတ်တဲ့ကားလာတိုင်းကြိတ်ခံနေမယ်ဆိုလို့ရှိရင်မင်းရဲ့လမ်းကချောလာမှာအဲ့ဒီခါကျရင်ဘာဖြစ်မှာလဲဆိုတော့မင်းမြုံကြည့်ခဲ့မိပါတွေတီ CCTV လားအဲ့လိုမျိုးရက်ကွက်ကအတော်ကြီးတွေတို့အမျိုးတွေတို့တငယ်ချင်းတွေတို့ဟုတ်တယ်မလား even ကိုတိုင်းတော့မှမယုံချင်တော့မှကွာယုံရတော့မယ်ဘာလို့ဆိုလမ်းကပေါက်နေပြီလမ်းကရှိနေပြီလမ်းကချောမွေ့နေပြီဆိုတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့နောက်ဆုံးတော့မင်းရဲ့လမ်းကိုလူတွေသုံးလို့ရမယ်ဒါမင်းကတော့တကယ်ဆရာကြီးဖြစ်သွားပြီတကယ်အောင်မြင်သွားပြီဆိုတော့ indicator လေးတစ်ခုပါလေဒါကတော့ Grace နောက်ဆုံးပြောချင်တဲ့ဟာလေးပါဟုတ်တယ် Grace ပြောတာတော်တော်ကောင်းတယ်အဲ့မှာပေါ့နော်လူငယ်တွေကိုညီကိုလည်း recap လုပ်တဲ့အနေနဲ့ပြောရမယ်ဆိုတာကြီးတို့ကဘယ်လိုပြောမလဲလမ်းကိုစပြီးတော့ဖောက်ပြီးဆိုတာနဲ့ noise တွေလာရင်noise တွေလာလေဟာငါအောင်မြင်တော့မယ်ဆိုပြီးတော့တွေးပြီးတော့အတကုံကျုံးစေချင်တာပေါ့နော်နှမို့ဆိုရင်ဒီဟာကြီးကို give up ပေးလိုက်ရင်ဘာထူးမှလည်းသိမလားအစာတွေကမလုပ်တာတော့မှပိုကောင်းအောင်မယ်ပေါ့နော်ကိုကဖောက်ပြီးသွားပြီဆိုတာနဲ့အတကုံဟိုဘယ်လိုပြောမလဲ noise ဘလောက်လာအေးစစ်ပဲခုနကကြောက်ကြိတ်ကလာဆန်ငါ့ကိုကြိတ်ဆန်အေးစစ်ပဲဆိုပြီးတော့အဲ့လိုနေရမှာပေါ့နော်အဲ့ဒီမှာလေး Grace တကယ်နောက်ဆုံးတကယ်နောက်ဆုံးဒါလေးကိုပြောချင်တယ်အဲ့ဒီအခုကြောက်ကြိတ်တဲ့အချိန်ကိုတော့ရောက်သွားပြီ step ကိုရောက်သွားပြီဆိုရင်ဒီ mindset လေးတစ်ခုကိုဖြုတ်ဖို့လိုအပ်တယ်အဲ့ဒါဘာလဲဆိုတော့
victim mindset ဆိုတာतू ကငါ့ကိုဒီလိုမျိုးလုပ်ခဲ့တာငါမိဘတွေကငါ့ကို support မပေးဘူးငါ့ကိုဟိုလိုမျိုးလုပ်လို့ဒီလိုမျိုးလုပ်လို့ငါအခုလိုမျိုးဖြစ်နေရတာကြိတ်ခံနေရတာဆိုတဲ့ mindset ကြီးရှိနေသူဘလို့မှမအောင်မြင်ဘူးဘလို့မှဖြစ်ထွန်းလာမှာမဟုတ်ဘူးပေါ့လေအဲ့တော့အဲ့ဒီရဲ့ညီကိုလည်းပြောပါတယ်ဒီသူတို့ပြောတဲ့ noise တွေကို cancel လုပ်ပြီးတော့မှဘလို့မျိုး fuel အဖြစ်အလောင်စာစီအဖြစ်ပြန်သုံးလို့ရမလဲဆိုတဲ့ဟာတွေပါပေါ့နော်ဒါ Grace ကတော့အဲ့ဒီ mindset ရှိခဲ့ပူတဲ့လူငယ်တယောက်အနေနဲ့ဒါအားလုံးကိုမျှဝေခြင်းဖြစ်ပါတယ် ပြောတာတွေ ကဲဒါဆိုလို့ရှိရင်တော့ပြောတာတွေလည်းများသွားပြီဆိုတော့ Riso ရဲ့ဒီနည်းနည်းလေးပြန် recap လိုက်မယ်နော်လမ်းပြောင်းနေတဲ့လူငယ်တွေရဲ့မဟာဖြည့်ဆေးဆိုတဲ့အောက်မှာအရင်ဆုံး Riso လမ်းပြောင်းရတဲ့အရင်းမြစ်တွေကိုရှာဖွေခဲ့ပါတယ်အရင်းမြစ်တွေတချို့ကဘာဖြစ်လဲဆိုတော့အခြေအနေတွေအရမိသားစုတွေရောနိုင်ငံရေးအခြေအနေတွေအရရောဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့ survival mode ဆိုတဲ့အရာကို on လုပ်ထားလိုက်ရတယ်။သို့ပေမဲ့အချိန်တော့မကြတော့ဘူး။အရင်ခန်းချောက်လာတဲ့အခါမှာအဆင်မပြေဖြစ်လာလိမ့်မယ်။ဒါကြောင့်မလို့ Grace ဆိုဘာတွေလုပ်ရမလဲပေါ့။လမ်းနေရှာမတွေ့တဲ့အခါလမ်းပြောင်းနေတဲ့အခါလမ်းမမြင်တဲ့အခါကိုယ့်ရဲ့လမ်းကိုဖောက်ရတော့မယ်။အဲ့တော့စပြီးမှဖောက်မယ်ဆိုရင် self awareness ရှိဖို့လိုအပ်တယ်။ကိုသိသွားပြီဘာဖြစ်ချင်လဲဆိုတာသိသွားပြီဆိုလို့ရှိရင်တော့ဒီလမ်းကိုစောက်တဲ့အခါမှာဖောက်မဲ့အခါလိုအပ်တဲ့ကြောက်တွေသဲတွေ concrete တွေလောင်းရတော့မယ်ဆိုတော့ဒီ metaphor အရာ skill set တွေလိုအပ်တဲ့ networking new experience new exposure တွေကိုထပ်ဖြစ်ရမယ်ပေါ့ဒါကလည်းနောက်ဆုံးမဟုတ်သေးဘူးတကယ်နောက်ဆုံးအကြီးဆုံးအဆင့်ကတော့ဒါကားကြောက်ကြိတ်ကားပေါ့နော်ကိုယ့်အကူကြိတ်ခံနေရမယ်ကြိတ်ပြီးမှ grind လုပ်နေရမယ်ဖုန်နေတော့ထမှာပဲသိရမလား noise တွေတော့ရှိမှာပဲဒါပေမဲ့အဲ့ဒီအရာကို victim mindset မရှိဘဲနဲ့fuel အနေနဲ့ပြောင်းလိုက်မယ်ဆိုလို့ရှင်တော့မင်းကတကယ်ဆရာကြီးတကယ်ဖြစ်သွားတဲ့အောင်မြင်သွားတဲ့လမ်းကိုဖောက်နိုင်သွားတဲ့လူငယ်တယောက်ဖြစ်လာလိမ့်မယ်ပေါ့လေဒါဒီနေ့ရဲ့ podcast ကတော့ Grace ဒီလောက်မှာပဲညနေခွင့်ပြုပါနောက်ထပ် podcast စီမှာပဲအားလုံးကိုပြန်ပြီးတော့မှတွေ့ချင်ပါတယ်ဒါဆိုရင်တော့ညီကိုအားလုံးတတာ bye bye